ဒါကြောင့်စိန်တော်မင်္ဂလာအပိုင်းဆိုတဲ့စောင်းတော်တကယ်ဥဒိဏရှင်နေတကောကျောက်စိန်မျိုးကိုပိုင်းဆိုနေသောဘုဒ္ဓရှိမမကြံစေကတော်ကင်းတော်မောင်နှမပါမကြံစိနေကိုသောစေတတ်တဲ့ခါရာအားစေတတ်တဲ့ခါရာကိုအပိုင်းဆိုတဲ့စောင်းတော်တကယ်ဥဒိဏရှင်နေတကောအတွင်း39မိအပြင်39မိအလင်း39မိပေါင်းတရားစရဘာနမေအပေါင်းတို့အားအပြောကြိုက်စီဖို့စင်တို့တရဖို့အောင်မြင်သူစင်တော်မင်္ဂလာနဲ့ဒီတောင်းမှုလေးလေးအောင်ဦးစီသောဒီတော့ဝိနေအာအင်းတဲ့နေဂီတာတို့ကစရောဆိုတာသုံးတော်ခါစားရပြန်လိုက်ပါလေ